ကောလိပ်ကျောင်းသားဇဝနအခန်းလေးကျောင်းသားများကျော်ဝင်းဤအခန်းမှထွက်ရသွားကြတော်လဲဘာဦးမှမူကားထွက်ရမသွားသေးပဲနေကြံရစ်ခက်လေ၏တကယ်ပါရဲ့ဗျာပြောလို့ပြောတာမဟုတ်ပါဘူးတချောင်းလုံးကျွန်တော်မြင်မှုသမျှတွေထဲမှာသူကလေးတယောက်ဟာဖြင့်အချောဆုံးပါပဲဟုကျော်ဝင်းကပြောလိုက်တဲ့ဖြင့်ဘာဦးတွင်၎င်းပြောလိုက်သည်ကိုသဘောကျကပြုံးလျက်ကိုလူဆွဲနေပြီထင်တယ်ဟုဆိုလေမဆွဲသေးပါဘူးဗျာစကားလက်ဆမှုတတိယလို့ပြောတာပါအမေဒါမျိုးကတာပြီးဆွဲသေးတယ်အင်္ဂလိပ်စကားရှိသားပဲဗျမြင်ချင်းကြိုက်တယ်ဆိုတာတော်တော်ကြာခမရလဲမဆွဲဦးနဲ့တကယ်တည်းယူနေမှာပါခုတော့ဖြင့်တွေးခဲ့ရတာကိုပဲဝမ်းတာတာပြောတာပဲရှိပါတယ်နောက်တော့ဖြင့်မပြောတတ်ဘူးလေဆွဲကျင်ဆွဲမလားမစိုးနိုင်ဘူးပုထုဇဉ်သားတွေကိုဗျဆွဲလဲဆွဲလောက်ဆရာပါပဲဆွဲလဲဆွဲလောက်ဆရာပါပဲသူ့ရုပ်ကလေးကလည်းဆွဲလဲဆွဲလောက်ဆရာပါပဲသူ့ရုပ်ရည်လေးကလှပြီတာဟုတ်ဟာပြောရင်းဆိုရင်ပဲဟိုဘက်ပါနေနောက်တစ်ရက်နှစ်ရက်ကြာရင်လုံးလုံးကြီးဆွဲနေတော့မှာပဲကိုင်းပြဆွဲတာမဆွဲတာအပထားလိုက်စမ်းပါခမရသူ့ကိုရအောင်ကြံစမ်းပါကျွန်တော်ကိုသိန်းဖေပြောတာတွေမခံချင်လို့တို့ရဲ့တခုခတ်နေတာခါဒရိုက်ဘာအဖြစ်မျိုးနဲ့ပိုးရမှာနေရာကျနိုင်ဘူးတော့ခတ်သားဒီလိုမဟုတ်ဘဲကော်လေဂျီယန်ဖြစ်တာကိုသိအောင်လုပ်ရမယ်ဆိုပြန်တော့ဒီကနေ့လှုပ်လာခဲ့သမျှတွေဟာအဆက်မရှိပဲမျက်နှာပြောင်တိုက်ပြီးပိုးမဲလဲတည်အောင်ပဲသူကလည်းဒရိုက်ဘာရဲ့လို့အထင်မှားခဲ့တာကိုသိပြီးရှက်နေလို့နောက်ကိုအတွေ့ခံကြမှာခံမယ်ဒီလိုဆိုရင်တာပြီးခံအောင်မယ်။အိုရာဘာမှတွေးပြီးပူနေစမ်းပါနဲ့။ယောက်ျားပဲဗျာကြံရင်ဖြစ်မှာပေါ့။စစ်မတိုက်ခင်ကရှုံးနေပြီဆိုတဲ့စစ်သူကြီးလိုအားမလျှော့စမ်းပါနဲ့ဗျာ။ကြံပြီးကြည်စမ်းပါဦး။နောက်တော့မှဟန်ပုံမပေါ်ရင်လဲလက်လျှော့လိုက်တာပေါ့ဗျာဟုဘာဦးကအားပေးစကားပြော၍ဆက်လက်ခါခမရအခုနေတိုင်းသာကြံပါ။ចောင်းသားဖြစ်မှန်းကိုမသိစီတာလဲကောင်းပါတယ်။ចောင်းထဲမှာသွားတဲ့လာတဲ့အခါလဲကြည်ပြီးရှောင်တာပေါ့။မတွေ့တာအကောင်းဆုံးပဲဒီလိုလုပ်ပြီးတော့ဘလို့ကြံကြမလဲဆိုရင်အချိန်ကြာဆွဲမနေနဲ့တော့အခုလာမဲ့တနင်္ဂနွေနေ့တွေ့ကြအောင်မှာပဲမဟုတ်လားဒီလိုတွေ့ကြတဲ့အခါမှာစွတ်မပြောရဘူးလားဟာဒီလိုမလုပ်နဲ့ဆရာမခံချင်ရင်ထောင်ပေါက်တိုးနေရလိမ့်မယ်ဒါမှအကုန်လုံးပေါ်ပြီးအဆက်ကွဲကုန်လိမ့်မယ်သူတယောက်တည်းတွေ့ရမှာမဟုတ်ဘူးတခြားเจ้าသူကလေးတွေလည်းပါအောင်မှာပဲသူပြောလိုက်တဲ့ဖြစ်ဘာဦးလဲခိတ္တစဉ်းစားနေပြီးမှဒီလိုဆိုရင်လဲစာပေးတာပေါ့ဗျာစာပေးလိုက်ပြီးပြန်စာမရမချင်းဒါမှမဟုတ်ရင်လဲကြိုက်မကြိုက်စကားပြန်မရမချင်းသူနဲ့မတွေ့အောင်ကြံတာပေါ့ဗျာဒီထက်ပိုပြီးကောင်းတဲ့နည်းတော့မရှိဘူးခမည်းသဘောပဲနဲ့ရတယ်လေဟုတ်တော့ဟုတ်ပါပြီစာပေးဖို့က6အောင်ပါဦးအိုးဒါကတော့ကြံဖန်ပြီးအလိုလိုဖြစ်လာလိမ့်မယ်ပေါ့တစ်ခါမကြုံတစ်ခါကြုံဆိုသလိုအခုတနင်္ဂနွေနေ့မပေးဖြစ်ရင်နောက်တွေ့တဲ့အခါကျတော့ပေးရုံပေါ့ဗျာစာအုပ်သားချက်ပြည့်ရေးထားပြီးအမြဲတမ်းအသင်ထားပါဗျာမမပါဘူးသူပြောနေစဉ်ကြောဘက်အခန်းမှចောင်းသားတစ်ယောက်ကနယံကိုလက်နှစ်ပုတ်ကဟေးဆရာလာပြီဟုသတိပေး၍မဆုံးမီမှန်ကြီးနင်းလာသောဖနက်တန်သည်မိမိတို့အခန်းဘက်စီသို့ရောက်လာသည်ကိုကြားကြရသဖြင့်စာမကြည့်ပဲစကားပြောနေသည်ကိုဆရာသိ၍သားတော်မီကိုသိကအခက်ကြုံနေပြီးမှဘာဦးကရုတ်တရက်အကြံရ၍ကိုင်စာအုပ်တုပ်တော့ပြီးစမ်းပါဗျာစာမေးတဲ့စတိုင်မျိုးလောက်အောင်ဟုဆိုလိုက်တဲ့ဖြင့်ကျော်ဝင်းကစာအုပ်တုပ်ကိုဆွဲ၍ယူပေးလိုက်လေ၏ထို့သို့ဆွဲယူလိုက်ရာ trigonometry စာအုပ်ဖြစ်သည့်အလျောက်ထိုစာအုပ်ကိုဖွင့်ကဘာဦးက3i minus 4 sin cube a equal to 2 sin a cos a အားလုံးကို i နဲ့စားလိုက်စမ်း3 minus 4 sin square a equal to 2 cos a ဖြစ်မသွားဘူးလားဒီမှာဟာ sin square a နဲ့1 minus cos square a တို့တူတဲ့အတွက်ဒါထည့်ပြီးရှင်းလိုက်ရင်3 minus 4 into 1 minus cos square a equal to 2 cos square a ဖြစ်ကြော therefore 3 minus 4 plus 4 cos square a equal to 2 cos a စသဖြင့်ခက်တိတိပြောနေစဉ်အစာမူလဲအခန်းဝါသို့ရောက်လာရာရုတ်တရက်တော့စာကြီးချိန်နဲ့စာမကြည့်ပဲအခန်းကူးပြီးစကားပြောနေသည့်အထင်နဲ့စူပူမီကြံမိရမှ
မိမိကြားလောက်အောင်အော်ကျဲလှုပ်ရနေသည်ကိုတွေ့ရသည်တွင်ဆရာကိုယ်တိုင်ကတင်ချာကတိကတူဖြစ်သည့်အလျောက်မိမိတင်ကြသောဘာသာကိုဂရုတစိုက်ကြိုးစားနေကြသည်ဟုထင်မြင်ကများစွာကျင့်တတ်သွားလေ၏မင်းတို့စာအုပ်တိုင်ပင်နေကြတာကောင်းပါတယ်တူတူပြောကြရင်တာပြီးကောင်းမယ်ဟုဆိုကဆရာလည်းဆက်လက်၍ရှောက်သွားလေမှကျော်ဝင်းနဲ့ဘာဦးကအောင်မလီလေးအကြံကောင်းပေလို့သာနှုတ်မို့ရင်เจ้าမအကြီးကျယ်ပေါ်ဟုပြောလိုက်ရာကျော်ဝင်းကဟာဆရာကတိတိကျကျကြည့်ပြီးစစ်ဆေးမသွားလို့အခုခမားလျှောက်ပြောနေရတယ်ကျွန်တော်တို့မတင်ရသေးဘူးနောက်မှဒီဟာတွေရောက်မယ်ဟုပြောလိုက်တော့ကြောင့်ဘာဦးမှာသဘောကျ၍အတန်ထွက်အောင်ရှိမိသည်တူတူဆရာတူတူတိတ်ပြီးရဲမင်းနဲ့ဟုတ်ဆရာပြန်ပြီးလှည့်လာလို့ပြေးပေါက်မတွေ့ပဲနေအောင်မယ်ဒါထက်ကျွန်တော်အခန်းကျွန်တော်ပြန်အောင်မှကျွန်တော်အခန်းထဲမှာမိမပိတ်ထားခဲ့မိဘူးဆရာတွေ့သွားရင်ဒုက္ခများနေမယ်နင်းညာကမင်းချင်းပြီးမှအိတ်တာနဲ့မပိတ်မိဘူးတောင်းမှဖြစ်မယ်ဟုဆိုကာဘာဦးလဲကမန်းကရန်တုတ်ချီတင်ကပြေးရလေတယောက်တည်းကြံရစ်ခဲ့သောအခါကြော်ဝင်းမှာဟာတာကြောင်တက်ဖြစ်ကာပြင်းရည်၍နေလေစာကြည့်ကျင်သောစိတ်များလုံးမဝင်စားတော့ကြီးအခန်းတကားပိတ်ပြီးလျင်ခန်းစည်းလိုက်ကကလေးများကိုဆွဲရစီကအိယာသို့တွား၍ပြစ်လဲကစိတ်ကူးကန်ထုတ်နေမိလေနေ့လေကအဖြစ်ပြက်များသည့်အုံနောက်ထဲတွင်ရုပ်ရှင်ပြနေကြလေစာအုပ်ဆိုင်တွင်စတင်မြင်ခဲ့ရသည်မှကျောင်းသို့ပြန်ပို့သည့်အထိစီကာစင်ကာတစ်ခုပြီးတစ်ခုပေါ်လာသဖြင့်တစ်ချက်စိတ်ကူးရင်းပြုံးမိလေဇလန်းဆုံးရသွားသောအခါမတန်းမြင့်ဤမျက်နာကိုသာမြင်၍နေရတကားဖြောက်ဖြက်၍မရပဲရှိလေရင်းတို့တရေတရောင်ဖြစ်နေသဖြင့်ဟာမဖြစ်သေးပါဘူးစာကြည့်နေမှဒီစိတ်တွေပျောက်မှာပဲဟုမိမိကိုယ်ကိုပြောကာအိယာမှထ၍ဇပွဲတွင်ဝင်ကာစာကြည့်ပြန်လေတို့ရာတွင်စာထဲ၌စိတ်မဝင်စားပဲလေလွင့်နေသဖြင့်စိတ်မလွင့်ရန်အတွက်များကိုကောက်ငင်၍တွက်နေပြန်ရာအိမ်ငိုက်၍လာလေတို့အိမ်ငိုက်လာသဖြင့်ဂရင်မော်သို့ပြန်၍တက်ခါလဲလျောင်းလိုက်သောအခါအတွေ့များပွားများလာပြီးလျက်မျက်လုံးကျဲ၍လာပြန်သဖြင့်မနေတတ်မထိုင်တတ်ဖြစ်နေလေ။ကိုင်းဒီလောက်တောင်ရှိတာအားရပါရကြီးစဉ်းစားလိုက်အောင်မယ်ဟုအရွက်တိုက်လိုစိတ်ဖြင့်အခန်းတကားကိုဖွင့်၍အခန်းမီးကိုမှိတ်ပြီးလျင်တကားဝနာသို့ကလထိုင်ကိုဆွဲယူကာထိုင်လျက်မြောက်ဘက်ဟာလာပြင်ကြီးကိုကြည့်နေလေ၏။တာယာသောလရောင်သည်မယန်းတော်ကြီးကိုခုတ်ထင်ရှင်းလင်းထားသောလဟာပြင်ကြီးပေါ်သို့ဖြူဖွေးသောလရောင်များကြာရောက်စေလေ၏ဖြူဖွေးသောလရောင်အောက်တွင်မလန်းမကန့်ရှိတထုံကျောင်းဆောင်မှာလွမ်းဆွတ်ကြည်လူးစရာကောင်းလာသည်ကိုတွေ့ရလေ၏အခန်းကလေးများညီညာပွင့်လင်းလျက်မိတဝဝင်းတောက်ပြောင်ထွန်းလင်းလျက်ရှိနေသည်မှာကြည့်ရှု၍ကောင်းလာပေ၏ရှေ့တဲ့တွင်ကအင်းအားဆောင်သို့သွားသောလမ်းတစ်ဖက်တွင်မခုတ်ထွင်ရသေးသောမယန်းပင်တရက်ပင်တို့မှာအုပ်ဆိုင်မှိုင်းညွတ်လွမ်းဖို့ပင်ကောင်းလေတော့၏ညင်းအချိန်တွင်ပြန်တန်းရွှင်မြူးလျက်ရှိကြသောဖက်ကလေးများ၏တတရာတဘာဝကြွေးကြော်ကြသည့်အတန်များမှာကြော်ဝင်း၏စိတ်ကိုညွတ်ပြောင်းကြည်နူးလာအောင်ဖန်တီးနေသဖြင့်ကြော်ဝင်းမှာအင်းလျားဆောင်စီသို့မှန်း၏စိတ်ကူးကအတွေးနှင့်ယူ၍နေမိတော့၏အချိန်သည်ကုန်မမသိကုန်ရိပ်လာကညံ့နှက်ခဲ့ပြီဖြစ်သဖြင့်အခန်းတကားကိုပိတ်ပြီးလျက်မိမှိတ်၍အိတ်သူတို့အိတ်ကြလီကုန်၏စာကြပိုးတို့ကမိမငိမ့်မချင်းဖက်ရန်အားခဲလျက်ရှိကြလေ၏အိတ်လည်းမအိတ်ချင်စာလည်းမဖက်ချင်သူတစုတို့ကကြိတ်၍ဖဲကစားလျက်ရှိကြ၏17နာရီမိငိမ့်တော့မည်ဖြစ်၍မိမှိတ်လိုက်ဖွင့်လိုက်ဖြင့်အချက်ပေးသည့်အခါဘာဦးသည်ကြော်ဝင်းထံသို့ရောက်လာလေ၏ကိုလူတဲပြီးလွမ်းနေပါကလားမိတ်သေးပဲ哦ဟာအဲ့လိုမရပါဘူးဗျာခမရကိုစောင့်နေရပဲတို့ပြောပြီးလေကြော်ဝင်းသည်မိမိကလထိုင်ကိုအခန်းပြင်ဘက်ကော်ရီဒါသို့ဆွဲထုတ်ပြီးနောက်အခန်းထဲမှပလက်ကလထိုင်ကိုယူကာဘာဦးအားထိုင်စေလေ၏နှစ်ဦးသားကလထိုင်ပေါ်တွင်အသီးသီးထိုင်လျက်ဝရဏာကိုခြေကန်ပြီးလျင်ကိုယ်စိတ်ကူးနှင့်ကိုငြိမ်သက်စွာစဉ်းစားနေရမှကြော်ဝင်းကစတင်၍စိတ်ငြိမ်ခြင်းကိုဖြိုဖျက်ကာကိုပါဦးရေဘာလို့နဲ့ကျွန်တော်လဲမတန်းမြင့်ကိုဆွဲလာပြီထင်တယ်သူ့ကိုကြီးတွေးနေတော့တာပါပဲအပြက်နဲ့နှာခေါင်းသွေးထွက်နေုံမလားမသိဘူးဟု
ညင်းညူသည့်အသက်မျိုးဖြင့်ပြောလေ၏ဟာသူ့စိတ်တွေနော်သူ့စိတ်တွေဘာစိတ်နဲ့မှမတူတဲဆွဲရတာမျိုးကလားဟုဆိုရကလီဘာတီမမြရင်ဆိုသွားသောတချင်းကိုတတိယသဖြင့်အော်ဆွဲပေါ့အကုန်တော်ပါပြီတန်ပါပြီရှာတဲ့အယူမရှိပြောတဲ့စကားတွေမယုံဘူးအတန်အေးအေးဖြင့်ဆွဲငယ်ငယ်ပြုတ်လုတ်တီဆိုလိုက်ရာကြော်ဝဲမှာလှိုက်လိုက်လဲဖြစ်သွားလေ၏ဒီတချင်းမဆိုစမ်းပါနဲ့ဗျာအလိုလိုကမှလာကလေးကသာစိတ်ထဲမှာထွေနေရတဲ့အထဲအသေးကြွေအောင်မဆွဆမ်းပါနဲ့ဟုတောင်းပန်လိုက်ရပြီးမှကဲဘလူးကြက်မဲဆိုတာစိတ်ကူးစမ်းမအောင်ရှင်းနေရှင်ဒီတက်တော့ဆော့ကပြောပြီးမဟုတ်ဘူးလားဗျစာတစောင်ကြီးကိုပဲရှိတာပေါ့ဘလူးကြီးကကောင်းမလဲဗျာလှဆမ်းမအောင်ပို့မဲ့ပို့လဲကြောတွေမကပဲပို့ဘက်ကန်းရအောင်ပို့စမ်းပါခမည်းကြီးစုတွေမမေ့ပါဘူးဖြည်းပေါ့ဗျာရက်တွေလည်းလိုပါသေးတယ်စင်းစားနှစ်ယောက်သားတိုင်ပင်ပြီးရှိတာမမှားပါဘူးခမည်းမနှက်ဖြန်အားသလားမအားဘူးရနေကင်းမှာ1 period ပဲ off ရတယ်တပတ်ခါဆိုရင်တော့နေ့တစ်ဝက်လုံး off ပဲဟာဒါဆိုရင်နေရာကြသားပဲကျွန်တော်လည်းတပတ်ခါနေကင်းကိုတစ်ချိန်နဲ့တက်ဆက်ရှိတယ်ဘန်ကလောက်လိုက်ရုံပဲဒါဖြင့်တပတ်ခါကြာတော့မှတနေ့ကင်းလုံးရေးကြတာပေါ့ဟုပြောလိုက်ပြီးကိုင်းဗျာဒီညလည်းအချိန်မရှိတော့ပါဘူးစကားပြောမနေပြရစီနေတော့အိတ်ကြဆိုရဲ့ဟုဆိုမှကျော်ဝင်းသဘောတူကနှစ်ယောက်သားခွဲခွာကြပြီးလျင်အိယာဝင်ကြလေတော့၏နေ့တစ်ဝက်အားလက်သောနေ့သို့ရောက်ရှိလာ၏ကျော်ဝင်းသည်မိမိကျောင်းဆောင်သို့ပြန်ကာအခန်းအတွင်း၌ကြိတ်၍စာရေးနေသည်ကျော်ဝင်းသည်မိမိတသက်တွင်တစ်ချိန်မျှကြီးစားစာမရေးခဲ့ဘူးဤအချိန်သည်ကပထမဦးစွာရေးသားခြင်းဖြစ်သည်ဖြင့်ဆမ်မွဲဖြေရသည့်ထပ်ပင်ခက်ခဲခြင်းနှင့်ကြုံကြိုက်ကချွေးတီတီကြ၍နေလေတော့၏ရေးလိုက်စုပ်ပလိုက်နဲ့စာရေးဆက်ကူစာအုပ်အသစ်ထဝက်ခန့်မြအမိုက်ထက်သောတန့်ချင်းကလေးတဲ့သို့ရောက်ရှိကြလေ၏ထို့သို့ရေးလိုက်ပြင်လိုက်ဖြတ်လိုက်အသစ်ထက်ရေးလိုက်နှင့်လုံနေစဉ်အခန်းတကားခောက်တန်ကြား၍ဘာဦးထင်ကဝမ်းတာရေးသွားကတကားဖွင့်ပြီးအလုပ်တွင်အိုင်ရှိကိုကျော်ဝင်းတကားဖွင့်စမ်းပါဗျဟုသောအတန်ကိုကြားရသဖြင့်တိမ့်ဖေဖြစ်နေသည်ကိုသိရသောကြောင့်၎င်းအားတကားဖွင့်ပေးလိုက်လျင်မိမိစာရေးသည်ကိုဝင်၍ရှုပ်နှောက်လှောင်ပြောင်တော့မည်ကိုအစင်သာသိရှိသည့်အလျောက်အနှောက်အယှက်ဖြစ်မည်ဆိုသည့်အတွက်တကားကိုဖွင့်မပေးဘဲခြေတံမကြားအောင်မိမိစပွဲသို့ပြန်သွားကာနေလေ၏တိမ့်ဖေသည်အပြင်ဘက်မှမရမကတကားကိုလှုပ်လိုက်ပုတ်လိုက်နှင့်မပွင့်အောင်လုပ်နေရတော့လေကျော်ဝင်းသည်ဖွင့်မပေးပဲကြိတ်မြုံကရေးမြဲရေးနေလေ၏တို့နှင့်ညီတို့မြပြောရင်းမြမဖွင့်ပေးသည့်အတွက်တိမ့်ဖေလည်းလက်လျှော့ကထပ်ရည်သွားလေတော့မည်လုပ်ပြီးမှ၎င်း၏အကြောင်းတစ်ခုခုရှိ၍သာဖွင့်မပေးခြင်းကိုရိပ်မိကထိုအကြောင်းကိုသိရှိရန်ကြံလေ၏ထို့သို့ကြံပြီးလျင်တိမ့်ဖေသည်ကျော်ဝင်းနှင့်အခန်းချင်းကပ်နေသော fresher တယောက်ကိုစကားရောဖော်ရောလုပ်ခါ၎င်းအခန်းထဲသို့ဝင်၍ထိုသူနှင့်စကားအနှံ့ငယ်များပြောပြီးလျင်မိတ်ဆွေခမရဟိုဘက်ခန်းကလူဘာလုပ်နေတယ်လဲသိရလားဟုတူတူကြိတ်၍မေးလေ၏ကိုကျော်ဝင်းလားအတီဦးရအခန်းတကားပိတ်ပြီးကြိတ်လုံနေရပဲဒါဖြင့်ကျုပ်ထရံမောကတက်ကြည့်အောင်မယ်ဟုဆိုကကြောင်းကြိုက်ပြီးလျင်အခန်းနိုင်ရန်ကိုကပ်၍တက်လေ၏အပေါ်ဆုံးအဆင့်သို့ရောက်သောအခါကြက်တူရွေးတန်းရာဇမတ်ကွက်မှချောင်းကြည့်လိုက်ရာတကုတ်ကုတ်နှင့်စာရေးနေသောကျော်ဝင်းကိုတွေ့ရလေ၏ကျော်ဝင်းသည်မိမိရေးသည့်စာကိုသဘောကျသည့်အလားတခါတရံဖတ်၍အဓိပ္ပာယ်မပေါက်နိုင်သည့်အလားစဉ်းစားကန်းထုတ်၍စိတ်အိုက်နေပုံတွေ့ရသဖြင့်တိမ့်ဖေသည်ကျော်ဝင်း၏အလုတ်အကင်ကိုတိကာပြုံးရည်လျက်နယံပုံမှဆင်း၍လာလေ၏ဘာလို့နေရလဲဗျဒီစားစာရေးနေရနဲ့တူတယ်ဟုပြန်ပြောကာတိမ့်ဖေသည်မိတို့ရှုံနောက်ရမည်ကိုစဉ်းစားကန်းထုတ်လိုက်ရာအကြံတစ်ခုပေါ်လာ၍မိမိအခန်းသို့ပြန်ပြေးလေ၏အတန်ကြာသောအခါအထက်ပါကျောင်းသားတဲ့အခန်းသို့ရောက်လာကာမိတ်ဆွေခမရနေရမောတက်ပြီးကြည့်နေကျွန်တော်သူပြင်ထွက်လာအောင်ညာပြီးခေါ်မယ်ထွက်မလာခင်သူဘာလုပ်တယ်ဆိုတာဂီးဆိုင်ပြီးကြည့်နေတော့ဟုမှားထားပြီးကျော်ဝင်းအခန်းရှိသို့သွားလေ၏အိုင်စီကိုကျော်ဝင်းခမရစားတစောင်ရောက်နေတယ်ထမင်းစားကန်းကကောင်တာမှာတင်ထားတယ်ဟ
ဟိုလူတွေကမိမလက်ရည်မှုဖောက်ဖက်မဲ့လုပ်နေကြတယ်ဟုပြောလိုက်လေ၏ကျော်ဝင်းသည်လူကိုယ်တိုင်ထွက်မလာသေးမီဟုတ်ကဲ့လားဗျာတကယ်လားတိတ်ခတ်တဲ့လူတွေဗျာအင်းရလူတွေစားကိုဖောက်ဖက်ကြပြီချင်းတယ်ခမရကလည်းဗျာယူခဲ့ရောပေါ့ဟူသောအတန်သည်ဥစာထွက်လာလေ၏ခုတင်ကတကားအဖွင့်ခိုင်းတော့မဖွင့်လို့ခမရအိတ်နေတယ်မှတ်လို့ကျော်ဝင်းသည်ကမန်းကရန်ထွက်ရိပ်လာလေ၏တိမ့်ဖေသည်ကျော်ဝင်းတကားပိတ်၍သွားမည်ဆိုသဖြင့်မြန်မြန်သွားဟိုလူတွေလက်ထက်ပါသွားအောင်မယ်ဟုပြောလိုက်သည်တွင်ကျော်ဝင်းသည်တကားအားမပိတ်အားပဲကမန်းကရန်ပြေးလေ၏တိမ့်ဖေလည်းတစ်ဖက်ခန်းကចောင်းသားထံသို့သွားပါမိတ်ဆွေဘာမြင်လိုက်ရတယ်လဲဟုမေးလေ၏စားတစောင်ခောက်ပြီးတိုင်မှချိတ်ထားတဲ့တကလက်အင်းကြီးမိကိုရောင်အပေါ်အိတ်ထဲမှာထည့်လိုက်တယ်ဟုပြောပြမှတိမ့်ဖေလည်းကျဉ်တ်သွားကကျော်ဝင်း၏အခန်းထဲသို့ဝင်သွားပြီးလျင်စာကိုရှာလေ၏စာကိုတွေ့ရမှမိမိ၏အိတ်ထဲကစက်ကူခောက်ကလေးတစ်ခုကိုအစားထည့်ထားပြီးလျင်ကျော်ဝင်း၏စာကိုယူ၍ကျော်ဝင်းမတွေ့နိုင်သည့်လမ်းကလှည့်ထွက်ကာကျောင်းအပေါ်သို့တက်၍ပြေးလေ၏ကျော်ဝင်းသည်ထမင်းစားကန်းထဲသို့ရောက်သောအခါစာများကိုတင်ထားလေးရှိသည့်ကောင်တာခေါ်ထမင်းဟင်းပြင်သောစပွဲခုံရှည်တန်းကြီးပေါ်တွင်ကြည့်ရှုရှာဖွေရာမြည်သည့်စာကိုမှမတွေ့ရတော့မှတိမ့်ဖေကမိမိအားတမင်တက်ရှုံနောက်ပြောင်းလောင်သွားသည်ကိုသိလျက်ရှိန်မိသွားကမိမိအခန်းသို့ပြန်လာခဲ့၏မိမိအခန်းသို့ရောက်သောအခါဘာဦးရောက်ရှိနေသည်ကိုတွေ့ရလေ၏အောင်မလေးမင်းသားကြီးကမျောလိုက်ရတာလေဘင်းကိုတစ်ကလက်အုပ်ကျနေတာပဲခုမှပေါ်လာတော့တယ်လာမလို့ပဲအတန်းထဲမှာစာအုပ်လှန်လာကျွန်တော်ရှုံးလို့မနှဲတွေကိုလက်ဖေးတိုက်နေရတဲ့ဒုက္ခမှာကြာသွားတယ်ခမည်းမလာနိုင်လို့ကျွန်တော်တောင်စာတစ်စောင်ဆန်းပြီးရေးထားသေးတယ်ရေးမဖြစ်လို့ဗျာကြီးကျယ်စိတ်ညစ်သွားတာပဲဝေလာမင်းသားစုငွေ1000ရအောင်ကြမ်းရေးတာမှလွယ်လွယ်ဦးမယ်ထင်တာပဲကိုင်းမြပြစမ်းမအောင်ကြည့်ရအောင်ဟုဘာဦးကတောင်းသဖြင့်ကျော်ဝင်းလဲအိတ်ထဲကစာကိုထုတ်ရပေးလိုက်လေ၏ဘာဦးသည်ကျော်ဝင်း၏စာရွက်ခောက်ကလေးကိုဖွင့်ဖက်လိုက်သည်မျိုးတစ်ပြိုင်နက်အံ့ဩသောအမှုရာကိုပြပြီးမှဖက်ရင်သဘောကျကတပြုံးပြုံးနှင့်နေလေ၏ကျော်ဝင်းလဲဘာဦး၏မျက်နှာရည်မျက်နှာခဲကိုကြည့်ကာတပြုံးပြုံးဖြစ်နေသည်ကိုတွေ့ရသဖြင့်ငါစာတော့စွန်ပြီးဟုအောက်မေကပြုံးနေရမှဘာဦးဖက်ရပြီးသောအခါဘယ်နဲ့နေရာကျရလားနေရာကျပါဗျာဒီစာပေးလိုက်ရင်တော့ငါပါဖက်နဲ့မရွေးဘူးဆိုတဲ့အထက်ရောက်သွားမှာပဲခင်ဗျစိတ်များနောက်နေသလားဘာတွေလျှောက်ရေးထားသလဲပြန်ပြီးဖက်ကြည့်စမ်းပါဦးဟုပြောကာစာကိုလှဲ၍ပေးလိုက်သဖြင့်ကျော်ဝင်းလဲမျက်နှာပြက်လျက်ဖတ်မိရာထိတ်ဆုံးတွင်စာပုံနှိပ်စလုံးတူးလိုက်တာလောက်ဖြင့်လူပြူကအပြူပေးမြစ်တာစာဟုခေါင်းစဉ်တက်ထားသည့်အောက်၌နမောတတဘဂဝတောအရဟတောတမ္မာတန်ဗုဒ္ဓတကျွန်တော်မောင်ဖတင်ကယူသေးလေးမြတ်စွာစာရေးအစီရင်ခံလိုက်ပါသည်ချင်းနှမဤမျက်နှာကိုမြင်ရသည့်နေ့ကစ၍မောက်မှာနမဤလှပသောယူပါယုံကြောင့်ဥရေပါတွေခုံကာမနေနိုင်မထိုင်နိုင်မြောက်မီးခဲကင်မိသလိုကျွန်းပြန်၍နေရပါပြီနမအပေါ်တွင်မောက်မှာမေတ္တာစိတ်ထားများတနေ့တခြားပွားများလာကအတ္တလန်တိတ်သမုဒ္ဒရာကြီးတွေကလှိုင်းတပူးများကဲ့သို့တလုံးပြီးတလုံးထကြွလာပါတော့သည်နမစိတ်ကြောင့်မောက်မှာအခွေခံရပါပြီမောင်ကိုတနာရင်ချစ်ပါနမကချစ်မယ်ဆိုရင်မောင်ကအုံသီးပေးပါမယ်နမဤမျက်နှာကလေးကိုမြင်ရတိုင်းမောင်စိတ်ထဲမှာမရဏပီတိအကျဉ်းဖြစ်မိပါပြီမောင်မှာနမအတွက်ပင့်သက်ကိုအနိုင်ရှူရပါတော့သည်မောင်ဒီဟုသောလူမမာကိုနမဒီဟုသောဆရာဝန်ခအချစ်ဒီဟုသောအင်ဂျက်ရှင်ထိုးပေးပါမှမောင်အသက်ချမ်းသာရာရပါမည်တနာပါနမရဲ့ပတ်စံတပြားတော့မောင်မှာကံမောင်ဝဆရကုသိုလ်ကံချောင်းဒလိုက်ပါဖြစ်နေရတော့လေမောင်တို့အမျိုးဟာမညံ့ပါဘူးမောင်အမျိုးဟာကုန်းပေါင်အဆက်ပါအေယာဝတီမှာတင်မောကုန်းပေါင်ဆက်တဲ့ဖော်တော်ကလာကြီးဟာမောင်ပထွေးပါမောင်ဦးလေးတယောက်ကဗမာပြည်ခေတ်ကဘယင်ခံဖြစ်တဲ့စားရောက်တဲ့
G.A. မောင်ကြီးရဲ့မြင်းစီပလိတ်ဖြစ်ပါတယ်။မောင်တို့ဟာဖျားထူးခံရပါတယ်။မောင်ဘိုးအေဟာကျောင်းထိုင်ပုတ်ကူဥတော်ပိတဖြစ်ပါတယ်။မောင်ဟာအင်္ဂလိပ်စာမတတ်တော်လဲတပိတ်မောက်ကျောင်းသားအစ်စ်ပါ။ဥတော်ပိတကျောင်းနေတုန်းကစွန့်ခံရင်တပိတ်ကြပြီးမှောက်ပါတယ်။မောင်တို့အမျိုးထဲမှာအသေးတော်ဖလက်ကြုံမရှိပါအဖေသာထမ်းတက်စားပါတယ်အမေကတော့ကလေးမွေးတဲ့အလုပ်ကိုကောင်းကောင်းလုပ်တတ်ပါတယ်ဒါကြောင့်များများကြီးတနာပြီးချိုးသည်ခါသည်အီမီလီကိုစပြန်မှချင်းနှမပုဒိအာနဲ့ပြေဆုံးပါလို့ဤချင်းနှမအတွက်ဒုက္ခရောက်သူမောင်ပါတင်ဟူ၍ရေးသားထားသည်ကိုတွေ့ရသဖြင့်ကြော်ဝဲမှာရီလဲရည်ချင်းစိတ်လဲဆိုးမျက်နှာလဲမဲကဒါကိုသိမ့်ဖေရဲ့ညံနေပဲကျွန်တော်စာကိုနှိုက်ပြီးဒီဟာကိုထည့်ထားတယ်ခမရအပုံကြီးကန်ကောင်းနဲ့အောက်မေးလိုက်အခုစောစောစီးစီးကတွေးလိုက်ရလို့တော်သေးတယ်ဒါကိုဘာမှမသိပဲပေးလိုက်မြင်အကြီးအကျယ်6ပေါ့ဘာကရ6ကမှနှိမ့်လေအောင်မြဲဟူဆိုရင်ဘာဦးကအားရပါရခွတ်ထိုးခွက်လန်ရဲမိတယ်ကြော်ဝဲမှာကျွဲမိတို့လျက်သိမ့်ဖေရေးထားသည့်စာကိုစိတ်အမှောင်မှဖြစ်အောင်ဖြဲဆုပ်ပစ်လိုက်လေထိုခိုက်တွင်လက်ဖက်ရည်ခေါင်းလောင်ထိုးသဖြင့်ညနေစာဖြစ်သောထောဘက်ပါလီယုံတုတ်ထားသည့်ပေါမုံချောင်းနှင့်အနံ့အသက်မျှပါသောငွားနှုတ်ခြင်းနှင့်ရေနွေးဖြော်ထားသည့်နတ်တုတ်တာကြီးကိုစားတောက်ကြရန်အပြေလွာပြေးကြရလေ၏ထမင်းစားကန်းထဲသို့ရောက်သောအခါကြော်ညာဆိုင်းပုတ်တွင်ကတ်ထားသောစာတစ်စောင်ကိုចောင်းသားများဝိုင်းအောင်ဖတ်ရှုကာတတော်တော်ဖြစ်နေကြသဖြင့်တွားရောက်ကြည့်ကြရာမိမိရေးထားသောရီးစားစာဖြစ်နေသည်ကိုသိကာများစွာဒေါသထွက်လျက်လက်ဖက်ရည်ကိုကမန်းကရန်တောက်ပြီးတင်သိမ့်ဖေကိုကြည့်ရာထမင်းစားကန်းထဲတွင်မမြင်ရသဖြင့်ကျောင်းပေါ်သို့တက်၍သိမ့်ဖေအခန်းသို့လိုက်လေသိမ့်ဖေသည်စိတ်ဆိုး၍လာသောကြော်ဝင်းကိုတွေ့ရလေကျမ်းမော်တွင်ဒူးနှစ်ဖက်ကိုရှက်၍စုံဆဲပြပန်ထရာဥတင်ဖူးမြင်တက်လွတ်ကြောင်းဟူသောတခြင်းကိုဆိုပြီးနောက်ချမ်းသာပြီးတော်မူပါဖေချမ်းသာပြီးတော်မူပါဝင်းမင်းရဲ့တဲဟဲအခုမှတရားကန်ကြီးလို့ကြောက်ချင်အောင်စောင့်နေရလားမှန်လားပါကြောက်ချင်အောင်မစောင့်ပါဘူးဖေဒုဋ္ဌာအောင်စောင့်တာပါဟေ့အာနာသားများဒီရာဇဝတ်ကောင်ကိုရောင်ဆွဲပြီးစောင့်လိုက်စမ်းဟုတယောက်တည်းဇက်ခင်း၍ရောင်ကိုဆွဲခံရသည့်အလားလေတိုင်းဆက်မျက်စိမှိတ်ခေါင်းကိုမြင့်လိုက်ပြီးလျင်ရှေ့သို့ဆွဲလိုက်သဖြင့်ခေါင်းဆိုင်၍လွဲသားပုံလှုပ်လိုက်သဖြင့်ကြော်ဝင်းတွင်ရဲစရာတွေ့ရသောကြောင့်ဒေါသစိတ်များပြေလာကာသိမ့်ဖေလှုပ်ပုံကိုကြည့်ရင်ကြာလဲကြတဲ့လူခုမှရီးတယ်လို့ရှွန်းတယ်လို့ယူတယ်လို့နှမ်းတယ်လို့လှုပ်မနေစမ်းပါနဲ့ကျွန်တော်တိတ်စိတ်ဆူတာပဲစိတ်မရှိပါနဲ့ဗျာယောက်ျားချင်းပဲတော်ပါဗျာခမရတော့လားတနေ့ကျတော့အလှည့်ကြုံမှာပဲဟူဆိုကာကြော်ဝင်းသည်လှည့်၍ပြန်ခဲ့ပြီးလျင်ကြော်ညာဆိုင်ဘုတ်တွင်ကတ်ထားသောမိမိ၏ရီးစားစာကိုလူများအလက်တွင်ဆွဲဖြုတ်ခွာယူကာမိမိအခန်းသို့ပြန်လေ၏